新ပြည်နယ်ရဲတပ်ဖွဲ့အားထားခဲ့ရတယ်အထူးရဲတင်နန်းစင်းပွဲတင်နန်းသား85ယောက်ထမ်းပါဝင်85ယောက်ဒီနယ်ရဲတပ်ဖွဲ့မူကြီးတင်နန်းစင်းမယ်ဝင်လာတယ်ဆောင်တဲ့အထူးရဲတင်နန်းစင်းပွဲခန်းနာတို့တက်ရောက်လာကြတော့ဒီနယ်ရှိရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဝင်များဒီနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစစ်တပ်ညီနိုင်ရေးကော်မတီဝင်များသတင်းမီဒီယာများနဲ့တင်နန်းစင်းအထူးရဲတပ်ဖွဲ့ဝင်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ခေါင်းဆက်တာပါတယ်ရဲဘော်တို့လာမယ့်2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပတော့မယ့်ဒီရွေးကောက်ပွဲကြီးဟာကျင်းပရန်ချိန်ကြီးကလာပြီဖြစ်တယ်နိုင်ငံပြည်ပြည်မှာရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ရင်ရဲတပ်ဖွဲ့ဟာအခြေခံအကျဆုံးခန်းကဏ္ဍမှာတာဝန်ယူနေကြပါတယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအကောင့်တွေပေါ်ဆောင်ရွက်ရမှာမြန်မာနိုင်ငံနဲ့အပြည့်အပေါက်လုပ်ငန်းများကိုဘယ်ပေါင်းစုံမှကြည့်ပြီးဥပဒေလုံထုံးလုံနည်းတိုင်းမှချက်များနဲ့အညီတတိကြီးစွာနဲ့ဆောင်ရွက်သွားနိုင်ဖို့လိုအပ်ပါတယ်တို့အထူးရဲတပ်ဖွဲ့ဝင်များအနေနဲ့ရွေးကောက်ပွဲလုံခြုံရေးကိုဆောင်ရွက်ရမှာရွေးကောက်ပွဲဆိုင်ရာပြီးမှဖွဲ့ရများမီဒီယာဥပဒေကျင့်ဝတ်များရဲကျင့်ဝတ်ဘာသာရပ်များခြေခံစည်းကြဘာသာရပ်များရဲစည်းကမ်းတွေဥပဒေနဲ့လူခွင့်ရေးဘာသာရပ်များကိုသိရှိနားလည်ထားမှလက်တွေ့ဆောင်ရွက်ကြတဲ့အခါမှာအောင်မြင်စွာကြည်ပြိုစွာဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်ဒါအပြင်ထူးရဲများတည်တည်တည်ထိုက်လိုက်နာမယ့်အချက်များကိုလည်းအိဆာဆောင်များဖြင့်ပြရထားပြီးဖြစ်ပါတယ်ရဲဘော်တို့ဒီကနေ့ဝန်ကြီးဌာနမှရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက်လိုအပ်ချက်အရလုံခြုံရေးအပြည့်အဝပေးနိုင်ရန်ဥပဒေနဲ့အညီအထူးရဲများကိုခန့်အပ်ဆောင်ရွက်သွားခြင်းဖြစ်ပါတယ်ရွေးကောက်ပွဲလုံခြုံရေးတာဝန်များကိုတန်တီတပ်ဖွဲ့ဝင်များနဲ့အတူထူးရဲတပ်ဖွဲ့များကိုတွဲဖက်တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေလုံထုံးလုံနည်းများစီမင်းစည်းကမ်းများကိုလည်းသိရှိထားရမှာဖြစ်ပါတယ်ရဲဘော်တို့အစကောင်းမှအနှောင်းသေးချာဆိုတဲ့စကားအတိုင်းနီးပြများတင်ကြားပို့ချစေကြတဲ့ကစနစ်တကျလိုင်းနာသင်ယူမှသာဖမ်းမှသာလက်တွေ့လုပ်ငန်းခွင်မှာအမှားယွင်းမရှိအောင်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ယခုတင်နန်းမှနီးပများရဲ့စနစ်တကျတင်ကြားပို့ချမှုရဲဘော်တို့ရဲ့စိတ်ပါဝင်စားစွာလိုင်းနာသင်ယူမှုနဲ့တင်နန်းမှနီးပြနဲ့တင်နန်းမှအပြန်အလှန်ဆွေးနွေးနိုင်ခဲ့မှုတို့ကြောင့်ရဲဘော်တို့ဟာမဲယုံလုံခြုံရေးတာဝန်များကိုဆောင်ရွက်ရမှာအစဉ်ပြေစွာထမ်းရွက်နိုင်ကြမှာဖြစ်ပါတယ်ရဲဘော်တို့ဟာတာလီတပ်ဖွဲ့များလက်တွဲပြီးလောက်ကန်ဆောင်ကြမဲ့သူများဖြစ်တဲ့အတွက်သင်္ကန်းစာများတည်ယူမှတ်သားထိုင်းဝင်များမကပဲလက်တွေ့လုပ်ငန်းများဆောင်ရွက်ရမှာတာလီတပ်ဖွဲ့ဝင်များနဲ့တသားဒီဆောင်ရွက်လူစိတ်ရှိကြရလိုအပ်ကြောင်းအထူးပြောကြားလိုပါတယ်ရဲဘော်တို့ညီကုန်းမျိုးအနေနဲ့မှာကြားလိုတာကတော့ဒီတင်နာပူချလိုက်တဲ့သင်္ကန်းစာများကိုလက်တွေ့လုပ်ငန်းခွင်မှာအသုံးချတတ်အောင်ပြန်လည်လေ့ကျင့်ဆောင်ရွက်ပြီးဆောင်ရွက်ကြပါရဲဘော်တို့ကိုတင်နာပူချခြင်းရဲ့ရည်ရွယ်ချက်ကိုသိရှိကြပြီးရည်ရွယ်ချက်အတိုင်းအောင်မြင်အောင်ဆောင်ရွက်ကြပါပြည်သူလူထုနဲ့ပြောဆိုဆက်ဆံရမှာပြည်ပြည့်ဖော်ယူစွာပြုမှုဆက်ဆံကြပါရဲဘော်တို့ရဲ့ဝတ္တရားများဆောင်ရွက်ရန်အချက်များကိုသိကြစွာလိုက်နာကြပါမကြခင်ကျင်းပတော့မယ့်အထူးရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးနိုင်ဖို့တက်ကြွစွာဖြင့်မိမိတို့လုပ်ငန်းတာဝန်များကိုအမှားယွင်းမရှိအောင်ဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားရင်းညီကုန်းချုပ်အပ်ပါတယ်谢谢，后头上。三老会丢了。တက်တာပြီ得，အဲ့ဒါလည်းပြည့်နေအဲ့ခံမှုကြောက်ပါမယ်။ဘုရားခါမှာနည်းခေါ်ပါဦး။စက်ကောနဲ့ဥစားပြီးခေါ်တာဘုရားအဲ့ခံမှုလောပါ
โอเคအရင်ဦးဆုံးရဲမှုနေနဲ့ဒီရဲမှုရဲ့အမီလေးနဲ့ရာထူးရပြီးတော့ဒီတင်တန်းမှာဘာတောင်းယူထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့ကျွန်တော်လက်ရှိဒီဟာခါမြို့နယ်မှာခက်တမြို့နယ်ရတပ်ဖွဲ့မှုတာဝန်ထမ်းဆောင်တဲ့ဒုတိယရဲမှုအွန်လိုင်းဖြစ်ပါတယ်ကျွန်တော်ဒီအထူးရဲတင်တန်းကိုကျွန်တော်တို့ဟာခါမြို့နယ်မှာကျွန်တော်တို့အားလုံးပေါင်းစုစုပေါင်းမဲယုံ85ယုံရှိတဲ့အတွက်ကျွန်တော်တို့အထူးရဲ85ဦးခံထားခဲ့ပါတယ်85ဦးကိုကျွန်တော်တို့ဒီ10လပိုင်း20ရက်နေ့အစပြီးတော့ကျွန်တော်တို့တင်နန်း10ရက်ပို့ချတဲ့အခါမှာဒီနေ့31ရက်10လ2015နှစ်မှာတင်နန်းဆင်းပါတယ်တင်နန်းဆင်းပြီးတဲ့အချိန်မှာသူတို့တာဝန်ကျရာဒေသများကိုကျွန်တော်တို့တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်စနေချာဆေးလွတ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအထူးရဲတွေအနေနဲ့သူတို့ရဲ့ဒီသူတို့မေးဘယ်လိုပေးရမေးပေးဖို့အတွက်ရပြီးတော့ဟိုမှာဘယ်လိုနေထိုင်ရမလဲဆိုတဲ့ဟာဘယ်လိုစီစဉ်ပေးထားတယ်မသိဘူးဟုတ်ကဲ့အထူးရဲတွေကြိုတင်မဲပေးနိုင်ဖို့အတွက်ကိုသူတို့တက်ဆိုင်ရာသူတို့နေခဲ့တဲ့နေရာမှာခြေရွာကော်မရှင်ဥက္ကဋ္ဌတွေနဲ့ဆက်သွယ်ပြီးကြိုတင်မဲပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲရထောက်ခံစာရယ်ခြေရွာအုပ်ချုပ်ရေးမှုထောက်ခံစာနဲ့အတူကျွန်တော်သူတို့ကိုမဲပေးနိုင်မဲ့တက်ဆိုင်ရာကော်မရှင်ရုံးတွေကိုကျွန်တော်တို့ပို့ထားပြီးဖြစ်ပါတယ်အဲ့မှာသူတို့သတင်းပို့ပြီးတော့ကြိုတင်မဲပေးလို့ရပါတယ်ဟုတ်ကဲ့အဲ့ဒါကသူတို့သွားပြီးတာဝန်ထမ်းဆောင်ဖို့အတွက်ကိုမြို့ပေါ်6ယောက်ကမှတာဝန်ကျတဲ့ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတော့ကျွန်တော်တို့9ရက်နေ့မှာမဲရုံတွေကိုကြိုတင်ပြီးတာဝန်ထမ်းဆောင်ဖို့နေရာယူရမှာဖြစ်ပြီးအခြားဝေးလံတဲ့နေရာကိုသွားပြီးတာဝန်ထမ်းဆောင်ဖို့အတွက်တက်ဆိုင်ရာကျွန်တော်တို့မြို့နယ်အုပ်ချုပ်ရေးမှုရာကြီးအုပ်ချုပ်ရေးမှုတွေနဲ့ဆက်သွယ်ပြီးတော့တခါကျွန်တော်တို့ဒီကတာဝန်ကျမဲ့ကျွန်တော်တို့တန်တေးရက်တပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီးတော့တွားနိုင်ဖို့စီစဉ်ဆောင်ရွက်ပေးထားပါတယ်ဟုတ်ကဲ့ဒီအထူးရဲတွေနဲ့ရွေးကောက်ပွဲကာလမှာဘယ်လိုလုပ်ပိုင်ခွင့်တွေရှိမလဲမသိဘူးဟုတ်ကဲ့ကျွန်တော်တို့အထူးရဲတွေရဆိုလို့ရှိရင်ကျွန်တော်တို့မဲယုံတွေမှာလုံခြုံရေးတာဝန်ထမ်းဆောင်အောင်မှာဖြစ်ပါတယ်တာဝန်ထမ်းဆောင်တဲ့အခါမှာကျွန်တော်တို့ဒီမဲယုံရဲ့ပြင်ပခိုင်900အတွင်းမှာသူတို့ကတာဝန်ထမ်းဆောင်ခွင့်ရှိမှာဖြစ်ပါတယ်မဲယုံအတွင်းကိုဝင်ထွက်ခွင့်ကိစ္စကတော့မဲယုံမှာတာဝန်ကျတဲ့မဲယုံမှုဒုမဲယုံမှုနဲ့ကော်မရှင်တွေရဲ့အစီအစဉ်နဲ့ပဲသူတို့ကိုဝင်ထွက်ဖို့သူတို့ပဲညွှန်ကြားဆောင်ရွက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအထူးရဲမဟုတ်တဲ့တာဝန်ကျရဲတွေအော်ဘယ်လိုတာဝန်ယူရမလဲမသိဘူးဟုတ်ကဲ့ကျွန်တော်တို့အထူးရဲမဟုတ်တဲ့တန်တေးရဲတပ်ဖွဲ့ဝင်များဟာမဲယုံနဲ့အပြင်ခိုင်900ပတ်ဝန်းကျင်မှာသူတို့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်သူတို့တာဝန်ထမ်းဆောင်တဲ့အခါမှာလက်နဲ့မပါရပါဘူးယူနီဖောင်းနဲ့ပဲဝတ်ဆင်ပြီးတော့လက်နဲ့ပဲတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီလက်နက်တွေကင်ဆောင်အသုံးပြုမယ်ဆိုရင်မဲလာပေးတဲ့ပြည်သူတွေဟာစိတ်ညှို့ညင်မယ်မဲပေးတဲ့အခါမှာလည်းတန်ရှင်းမြတ်တမ်းမှုမရှိဘဲနဲ့လက်နက်ကင်ဖွဲ့စည်းတွေရှိတယ်ဆိုရင်မဲဆန္ဒရှင်တွေရဲ့စိတ်တွေမှာပူပန်တော့ကတွေဖြစ်မှာဖြစ်တဲ့အတွက်ညွှန်ကြားချက်နဲ့အညီကျွန်တော်တို့ရတပ်ဖွဲ့ဝင်များကိုလည်းတာဝန်ထမ်းဆောင်တဲ့အခါမှာလက်နက်မဲ့တာဝန်ထမ်းဆောင်မှုကျွန်တော်တို့စေလို့တာဝန်ပေးထားပါတယ်ဟုတ်ကဲ့ဒီရွေးကောက်ပွဲကအရင်နေ့ကနေဆိုတော့ဒီတာဝန်ချထားမှုတွေရောကျန်တဲ့ဟာတွေရောအဆင်သင့်ဖြစ်နေလားမသိဘူးဟုတ်ကဲ့ကျွန်တော်တို့ဒီအထူးရဲ85ယောက်ကိုကျွန်တော်တို့မဲယုံလိုက်တာဝန်ခွဲဝေပြီးတော့ပေးထားပြီးသားလည်းဖြစ်ပါတယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ဒီမှာဇုံလိုက်တာဝန်ကျမဲ့တပ်ဖွဲ့ဝင်တွေကိုလည်းကျွန်တော်တို့တရက်နေ့ကစပြီးတော့မဲလက်မှများနဲ့အတူထွက်ခွာပြီးတာဝန်ထမ်းဆောင်မှုကျွန်တော်တို့စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဟုတ်ကဲ့ဒီအထူးရဲတွေနဲ့ဒီရွေးကောက်ပွဲကာလပြီးတဲ့အချိန်ကျရင်ဒီရဲတပ်ဖွဲ့တွေကိုဝင်ချင်းဆရာတို့အနေနဲ့ဘယ်လိုများစီစဉ်ဆောင်ရွက်ပေးမလဲမသိဘူးဗျဟုတ်ကဲ့ကျွန်တော်တို့လက်ရှိအထူးရဲတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့တလားတိတိကျွန်တော်တို့တာဝန်ခန့်အပ်ပြီးတာဝန်ပေးထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲကာလပြီးသွားတဲ့အချိန်မှာအထူးရဲတပ်ဖွဲ့ဝင်များသည်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုစိတ်ပါဝင်စား၍တာဝန်ထမ်းဆောင်လိုလဲဆိုရင်ကျွန်တော်တို့တန်တေတပ်ဖွဲ့ဝင်အဖြစ်တနန်းတက်ရောက်ပြီးတော့မိမိတာဝန်ထမ်းဆောင်တဲ့မိမိနေတဲ့ဒေသမှာတာဝန်ပြန်လည်ထမ်းဆောင်နိုင်ဖို့အတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုကျွန်တော်တို့ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ကျွန်တော်တို့တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုတာဝန်ယူဆောင်ရွက်ပေးတဲ့အခါမှာလည်း
သူတို့အနေနဲ့စိတ်ပါဝင်စားတယ်ရတက်ဖွဲ့မှာတာဝန်ထမ်းဆောင်လို့ရတယ်လို့သူတို့ကိုယ်တိုင်ဆန္ဒပြုလာမယ်ဆိုရင်ကျွန်တော်တို့ကဆောင်ရွက်ပေးဖို့အသင့်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ရတက်ဖွဲ့မှာဆက်လက်တာဝန်ထမ်းဆောင်ဖို့မိမိဒေသမှာပြန်ပြီးအကျိုးပြုနိုင်ဖို့မိမိတိုင်းရင်းသားလူမျိုးတွေကိုပြန်ပြီးတော့ကိုယ့်ဒေသမှာတာဝန်ထမ်းဆောင်နိုင်ဖို့အတွက်ဒီအထူးရတက်ဖွဲ့ဝင်တွေကိုရတက်ဖွဲ့ကိုဝင်ပါလို့ကျွန်တော်အနေနဲ့ထပ်ပြီးတော့သူတို့ကိုလည်းမေတ္တာရက်ခံထားပါတယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ရွေးကောက်ပွဲကာလမှာဘယ်လိုလုပ်ကိုင်မလဲပြီးတော့တခုခုနောက်ဆုံးပြောချင်တာလေးများရှိမလားမသိဘူးဗျရွေးကောက်ပွဲကာလမှာကျွန်တော်တို့အထက်ရဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ပြည်ထောင်ရေးဝန်ကြီးဌာနနေပြီးတော့ကျွန်တော်တို့ရွေးကောက်ပွဲကာလမှာရဲတပ်ဖွဲ့ဝင်နဲ့အထူးရဲတပ်ဖွဲ့ဝင်များတာဝန်ထမ်းဆောင်ရမယ့်စီမင်းစည်းကမ်းကျွန်တော်တို့ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက်အထူးရတပ်ဖွဲ့ဝင်များကိုလည်းအချက်12ချက်ပါတဲ့အိတ်ဆောင်ကံများကိုကျွန်တော်တို့သူတို့လက်ထဲမှာထည့်ပေးထားပြီးဖြစ်ပါတယ်သူတို့တာဝန်ထမ်းဆောင်တဲ့အခါမှာလည်းအဲ့ဒီမှာပါတဲ့စီကံချက်တွေအတိုင်းတာဝန်ထမ်းဆောင်အောင်မှာဖြစ်ပါတယ်အတူဟင်ဟိကတင်တန်နကိုင်နက်လောင်ဆလဝင်เรียนดังนัดไล่มีตัวละเลยให้เป็ดไล่เอ็นปุ่มแปกเรียนในตัวมีกันชิมข้ออะไรมาชิมข้อคนอะไรเกิดมาก็มินชูมาตกทางกษตรกลุ่มนักสุดดอกสังกลุ่มนี้เกิดมาให้ทงคัดและตะกัวและสมกัวและกลุ่มสิกลุ่มมินทันอย่างมีตัดคุยหินกระดุดอตูและเสียเชนียจนเกิดมาให้อย่างมีตัดคุยมุกพัดกษตรมาอตูเยกไก่มีแรงเสียอตูเยกายยังไงเห็นอันนี้ส้มหนักหาได้จินดาสินักกันชิมข้ออะไรมาอตูเยกันไก่นักสุดลำให้เป็ดไล่เห็นกันมาอย่างมีตัดสงคันหาข้ามีปัวเยอะกว่าปกติมีหนุ่มปังอาทุ่งเงินกันเอาอันกันเอาไก่มาให้ตะคุยมุกพัดกษตรอย่างมีตัดกูจะเลยอลูบิกขนินไก่มาให้ไก่ปีเบมินหาเสียตินตันเนี่ยข้าหนังไก่ชงว่าเห็นอันนี้ต้นเปียกมินหาใจกองเดียวได้อบิกินเสียอบิกินจนลูกคู่เย่กองให้เลยอุปเรกองเลยอตัวเมโลชงให้กองให้อบิกินกระชนจุดสิเก่าเสียนั่นต้นชงว่าเห็นตาดินไอเฮตโปลนั่นมาเต็มมันในตัวมาดินไอตัวจูนิคตาทงคัดสายชุนโซไอดิ่งให้อันกันตัวเปียกให้ที่การเห็นกันไก่การเตะกันตามทิ้งทุกเราอันมาผลักษณะกันนิคทงคัดสายอันกันจูขมิ้นโซเตนกันสายจากทงคัดสายชุนโซกันไอมาหูกันจุนเชฟคัดจูชุนโซเตนพุทธเชฟคัดจูลับปักตีเชฟคัดจูบุตรีมิติเกชุนโซกันมาทิ้งกันโซจ้าเสียตัวเห็นตินดันใต้สมเด็จแล้วปังอานั่นสิขั้นเดียวกันไทยนะขั้นตำนนอันสนาเตนรวมปลาใจราคากงอ่ะและดังกงอ่ะบุยใบหนักรวงอันนี้งอทันที่กันไทยจู่ๆใบอ่ะนังมันนี่ไทยเขียนนิ่งอามันนิ่งนักกันชิมคงหามั้งมันเก่ากัดเลยคือละอัตมเดียวที่กระสิลาวินอารมณ์ทอกที่มินขันเมนุงข้าสมเด็จและปังอาที่เราลงข้าสิเก่าเมนุงข้ากันตัดเป็นรักผมเสียไม่เสียสมเด็จและปังอาขันโคเทปต้องการจ้าหายราคาขาติ้งหิเลทองขายดิ้งขันอันดักชิมอันชิมมีส่วนลำปีจูเยจะตาราคาขาติ้งขันละเชวสีลายต่างจูอาหารนักรำอาศิเดียอันที่จะเสียบาเจข้าทองสมศรีอันสับนากันนี้ทุเยจูเปลักตักกันสิเราจะขันมาเสียบาเจกันหูเราเยติ้งขันละเชวหลงข้าบันทึกสิเก่าที่นังมาตาตัวที่คุยกับมีจุงระตาวันนัจจะไก่มาให้จูมีแค่เนกเลยส่งเชาวีM6อ่ะจ้ะสิตักตัวตินจานอันนี้แปลกเหมือนหาเห็นน้ำมาอะไรนี้นั่นลักเข้ามาจนอันนี้ต้นแปลกเหมือนหาตะลุงลุตินจนน้ำมานี่นั่นหูหนึ่งตาเจดาโลนักการชิมของหามาทางไงกันมาอันกันชิมหนึ่งที่จะลงไงเห็นอันกันชิมตินจานยูนิฟอร์มพวกมีตินจานส่งเอาเราที่มาดูเดี๋ยวกันอันนู้นเนี่ยอันกันรังเลี่ยมเราตินจานเห็นอัตตะจนที่มันถูกยูนิฟอร์มพวกมีตินจานต้นนะเห็นอาจารย์จะเข้มติมีอันกันคุมเข้มปกติจานตรงเรียโรลต้องกับปุ่งสันปกติไอซีงานตุเตนซูนิวโปต้องกับตำจ้ากันมาตรงนี้กันเรียสิโคลงหนักกันตินเปียเบะนั่นมันนั่นดูดีแต่สิเขาเสียที่อันกันที่อบิกโซแรงสโลนเข็นกันมาดูหนึ่งเตจุลินเข็นอันกันทิศช่วยทางไงอุปเรนกันโจนเบียกที่มีที่ต้องปุ่มปักเต็นให้เรามีเพี้ยนเรามีลูกบอลให้คนอักษรเต็นกับแบบระยะทางไงเขาสินิวโปจ้าจนชุดหนักอะไรฝอยคนแต่ละรามีจ้าตั้งชุดหนักอันติ้มตัวเปียกหามาคนแต่ละรามีให้อบิกโซอตูเยกันเรียนนี่โซคนแต่ละอาศัยตรงละไม่ยุ่งหุ่งโพลให้เป็ดไลน์ไม่ปุ่งให้ไม่เปียให้กันดิ่งอันที่จะอากันมาปุ่มปักกันลิสุสิไลเราเว้ยกัดเลยตรงละเอาโชว์ญี่ปุ่นเลยมาโนลในมิเตลิกันหลักให้กัสเขาไล่ตามจริงเขาไล่ก็ที่ดูมีตัวตินดันชงคัดที่เบียฮิกัดตินดันชงมาเห็นจนอาศัยพวกที่ตามจริงเขามาเต็นทุนกันกษีไปอาตมเดี๋ยวจู่เขาทำอะไรให้เข้มมีปุ่นแต่นะเขาจู่โมโตนันโดนปะนะก็ที่ดูมีตัวเขาแต่ละยารักรามินหาปุ่นตินดันตาปุ่นค่ะชุดหนักอันชงคัดเสนามาอันนี้ทุ่มมาเสียมาค่ะ
ใบอบิกินซุนฮิการเข้มมันจะเป็นอันอุ้มไหลกันที่กะขันโคเตเลนอุ้มจากขันเข้มกะเชียดิงอันกันที่อินลงอันกันเต็มแบบนี้เรียนักโรลส่วนหนึ่งเรื่องข้าอันกันตัวแบบนี้ก็นาเตอินโคเตเลต้องมีปัญหาทุ่มน้องในขันมาสังกัดนักอันตัวไหลที่จะมาสังกัดอินแล้วขันตัวขันจะกันเปลี่ยนแล้วสุดท้ายน้ำมินแล้วนักขวานักกันชิมเขาอะไรมาอ๋อก็ควรจะสู้ควรเสียก็มินชงเอาเหี้ยเสียเอาเหี้ยเสียอตุฮิกาตินตานนรัตชงเห็นอันนรัตดิ่งเห็นพวกเอาชาวยิมหูเลยนี่กายดิ่งอันนี้ที่มีมุสลิมนังมันเตนิตากายนัดดูมีสมมติเหรอเอาชาวยิมนี่อันกับทีมมีสิเราใครมาลงเท้าเต็งกระพรามีสิครับสุดท้ายฮิกามุนนิคราชงเทรนนิ่งนั่นตัวที่ก็เห็นชุดนักนัดลำติงมาชงขัดเสนามันมาได้ตินดาชุดหนึ่งนักการชิมเขาเลยมาอ๋อพี่โดตากระชงขัดเตยสินะก็มีอัดลำติงง่ายๆก็เสียตัวที่นั่นเรียนตัวจานเหตุสักขัดลองสิดิ่งเสียสักขัดดินหัวขึ้นตาเลยดาติมตัวนางนั่งไงมีก็จะรำจ้าจนมาดีหินชิมขอเสียรีแล้วเสียจานเนี่ยแปลกเสียแล้วแปลกสองลูกโคเบสเขาโคเลยรำจ้าสิมั้งเสียตินจานนักไก่ที่เห็นอาหารที่นรวดมาเลยดาอาหารแล้วนุ่มง่ายๆลายฮอลเต็มมันชิมทำมั้งกอลฮอลต่ำตุกมากอลฮอลเฮลายฮอลเฮสก็กอลฮอลเฮลายฮอลเฮน่าใช่เขาก็กอลฮอลที่สุดลุกจนกระไทยตุกเสียสายแล้วเสียตัวมีจงนัดเจนักคือการสุดขั้วสิสุดขั้วอันนู้นนักขั้วเสียอันยังไงจ๊ะเสียอันยังไงสักข้าจานกันแปลกกันลงเสียกันลงฟ้าเต็นน้ำมินเล่นนักที่การพันนรัตนักคือการนรัตที่มีนักการชิมของเขามากมินเจอเอสตราก็เสียและเกทเบลสังนินมีก็เสียเกทเบลสังไอโรง่ะใครกำเข้มมีก็เสียใครกำเข้มเองก็เห็นนรัตใครกำเข้มเองที่ก็เห็นสักคำหูนี้อาการเอาวิการอารามิก็เสียที่ก็เข้มที่ก็ตินตันรักไก่ยังไงเห็นเข้มมีโรลไอติดินจันตินหักอาลักโลตนมันนรักไก่ที่ก็หันหลังตนมีเตลมปานเทวไลนักการชิมเขาเลยมั้ยที่ก็ตินตันไก่นักเห็นนายจีบสุยไก่ที่ก็โรยเลวกันไก่โรยเลวจิงเชียร์ไก่เป็นมีกันเสียชุนโจตาได้ตินดามันโจโรลมันชุนโจเฮก็มาก็เห็นนักปักติกันดิ้งนักปักติลอมบ้านนารินก็เตะจานเลยตัดนายจะเตียงนั่นไก่จานเลยนายจีปลีเตียงไก่ปลีนหัวตัวเข็นจนจินเขาสุดท้ายตัวที่คุยกับใบเข้มมาดาคอมมิชชั่นเคเมทักนักซงหาดิ่งอันนี้ตีอามาตุงตัวคุยกับสังเดชอัฐกะตุงเตสุดท้ายที่เป็นตัวมีเพียงนักหาดิ่งให้ที่เป็นตัวนักสิทธิกเห็นจะสินดันลงทิ้งสนะนักเรียนพามนาฮาร์ปาฮามันรู้นักเห็นไก่ฮาร์ปาเขาZaidan nahar nak. Kaza pak kau setiap hal kecil loh minya. Lai milong tu kan seko hal tu koi kolej. Se. Atu hikai training tunghen anin chimin ha polita nangma ta pumpak ta santlai ten ruat ma. Tai santlai kau ke pumpak cha. Cema jilea santlai. Cema jile long ma. Cema jile butu ta. Se. Atu tinda adin hu ade pelik he lutben ati mo dai tin dam hai dai kong hin ruat kai tim lo tu tiang a chun ri in ma hin hu ka chim khoi lo ye ko pui a hin long choi twen ding ne si ko ma a hin dai ban tu khida ka har dai tia na ruat azai ro ka thai lo ka cha baya boi nak sok sulatia boi nak sok salo zai tin to lai ti mi chon piang nak ta ma boi nak chua ka malu chung ji tawan anga pe ko natin zai tinga zai pakhat khat chan pau me jong musina chimding se ha kha chu kan boi tuk thang la lo kan hat thang la lo nan thadam ko se kha kan lo chan kan pe ke